မင်္ဂလာပါရှင် BIZ Channel ကကြိုဆိုပါရစေကြည့်ရှုနာဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးဘေးဥပါအန္တရာယ်အသွယ်ထွေကကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ကျမ်းမာရေးနဲ့တဘာဝတရားကိုချစ်မြတ်နိုးကြတဲ့ပရိသတ်ကြီးအတွက်ဒီတစ်ပတ်ရ podcast အစီအစဉ်လေးကနေပြောပြပေးမှာကပုံမှန်တနံအားဖြင့်အလွန်ထူးဆန်းတယ်လို့ရိုးရာဆေးပညာမှာလေချောင်းကင်ဆာနဲ့တခြားယောဂပေါင်းစုံကိုတက်တာပြောက်ကင်းစေတယ်လို့နာမည်ကြီးတဲ့အပင်တမိုးအကြောင်းမိတ်ဆက်ပေးခြင်းပါတယ်။အဲ့ဒီအပင်ကတော့နာမည်နဲ့လိုက်အောင်တဘာဝတရားကဖန်တီးပေးထားတဲ့ဆေးအိုးပုတ်ပင်ပဲဖြစ်ပါတယ်ရှင်။မပြောခင်လေးမှာ BIZ Channel ကို subscribe လုပ်ထားပေးပါလို့မိတ်ကရက်ခံအပ်ပါတယ်။ဆေးအိုးပုတ်ပင်လေးအကြောင်းကတော့ဆေးအိုးပုတ်ပင်ကိုမြင်ဖူးတဲ့သူတွေသိကြတဲ့အတိုင်းသူ့ရဲ့အရွက်ဖျားလေးတွေမှာအိုးပုတ်လေးတွေတွဲလောင်းကျနေတဲ့ပုံစံမျိုးရှိပါတယ်။အဲ့ဒီအိုးပုတ်လေးတွေထဲမှာတဘာဝကဖန်တီးပေးထားတဲ့အရေးကြီးလေးတွေပါဝင်ပြီးဒါဟာမြမရိုးရာတိုင်းရင်းဆေးပညာမှာတော့တကယ့်ကိုတန်ဖိုးကြီးတဲ့ဆေးစွမ်းကောင်းတစ်လက်ထင်နေပါတယ်။ပရိသတ်ကြီးကြားဖူးကြတဲ့အတိုင်းဒီဆေးအိုးပုတ်ပင်ဟာလဲချောင်းကင်ဆာလိုယောဂဆိုးကြီးတွေကိုပါတက်တာစေတယ်ဆိုတဲ့အဆိုလေးတွေရှိပါတယ်။ရိုးရာဆေးချမ်းတွေအရာသူ့တဲ့အမြင့်အရွက်နဲ့အိုးပုတ်လေးတွေထဲကအရည်တွေကိုအပူငိမ့်ဆေးအသားနုသက်ဆေးနဲ့အကျိတ်အခဲတွေကိုခြေစေတဲ့နေရာတွေမှာသုံးဆွဲလေရှိကြပါတယ်။အထူးသဖြင့်အတန်ဝင်တာလဲချောင်းနာတာချောင်းချောက်ဆိုးတာနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက်အရန်ကိုအသုံးဝင်ပါတယ်။ဒါအပြင်အစာအိမ်ယောဂစီးချိုနဲ့သွေးတိုးယောဂတွေမှာလည်းရိုးရာဆေးနည်းတွေအရကျဲကျဲပြန့်ပြန့်အသုံးပြုကြပါသေးတယ်။သုံးဆဲပုံကတော့ဆေးဟိုးပုတ်ပင်ရဲ့အရွက်ကိုရေးစင်အောင်ဆေးပြီးနေရက်ထဲမှာခြောက်အောင်လမ်းပါ။ခြောက်သွေးပြီဆိုရင်ရေနဲ့3ခွက်တစ်ခွက်တင်ကြိုတောက်ရပါမယ်။အရွက်တွေကိုလက်ဖက်ချောင်းခတ်တယ်လို့ရေနွေးထဲထည့်ပြီးရေနွေးချင်းတောက်တယ်လို့တစိမ့်စိမ့်တောက်ရင်လည်းရပါတယ်။ဒါပေမဲ့ကျမတို့အနေနဲ့တတိပြုရမယ့်အရေးကြီးဆုံးအချက်တစ်ချက်ရှိပါတယ်ရှင်။တဘာဝဆေးဖက်ဝင်အပင်တွေဟာယောဂဝေဒနာတွေကိုတက်တာစေတဲ့အထောက်အကူပြုဆေးဝါးတွေထိပေမဲ့ကင်ဆာလိုကြီးမားတဲ့ယောဂတွေအတွက်တော့ဆေးအိုးပုတ်ပင်တစ်မျိုးတည်းကိုပဲအားကိုးပြီးကုသလို့မရပါဘူးနော်။ခေတ်မီဆေးပညာသုတေသနတွေအရကင်ဆာယောဂကိုဆေးအိုးပုတ်ပင်ကအပြီးတိုင်ပျောက်ကင်းစေတယ်ဆိုတဲ့တိကျတဲ့သိပ္ပံနည်းကျအထောက်အထားမျိုးမရှိသေးပါဘူး။ဒါကြောင့်ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေနဲ့ပြသပြီးစနစ်တကျကုသမှုခံယူရေးဘေးထွက်အထောက်အကူပြု supplement အနေနဲ့သာဆရာဝန်ညွှန်ကြားချက်နဲ့တွဲဖက်သုံးစွဲတင်ပါတယ်ရှင်။တဘာဝတရားကြီးကပေးစွမ်းထားတဲ့ဒီလိုဆေးဖက်ဝင်အပင်လေးတွေကိုစနစ်တကျနဲ့မှန်မှန်ကန်ကန်သာအသုံးချတတ်မယ်ဆိုရင်ကျမတို့ရဲ့ကျန်းမာရေးအခက်တကယ်ကိုတန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်တစ်ခုပါပဲ။ကဲဒီနေ့တင်ဆက်ပေးခဲ့တဲ့ဆေးအိုးပုတ်ပင်ရဲ့အကြောင်းလေးကပရိသတ်ကြီးအတွက်ဗဟုသုတရစေမယ့်အကျိုးရှိတဲ့အကြောင်းအရာလေးဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ပရိသတ်ကြီးတို့ရဲ့ data မှာတော့ဆေးအိုးပုတ်ပင်ကိုဘယ်လိုယောဂတွေအတွက်အသုံးပြုလေးရှိလဲဆိုတာ comment မှာမျှဝေပေးသွားပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာအကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ podcast လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်။ခုလို BIZ Channel ကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။နောက်ကိုလည်းခုလိုအစွမ်းထက်တဘာဝစီးနည်းလေးတွေအကြောင်းကိုကြည့်ရှုနားဆင်နိုင်အောင် BIZ Channel ကို subscribe လုပ်ထားပေးပါနော်။ပရိသတ်ကြီးအားလုံးကိုစိတ်နှုတ်ချကျန်းမာပျော်ရွှင်နိုင်ကြပါစေ။